အခန်းထဲမှာသူတို့ပြောသမျှအရာအလုံးကိုဒီလူကြီးကြားသွားခဲ့ပါတယ်။ဘာတမ်းမှမပေးဘဲသူ့အိတ်ကက်ထဲကဓာတ်တစ်ချောင်းကိုထုတ်လိုက်ပြီးဒေါသတကြီးနဲ့သူတို့စီကိုချင်းကပ်လာပါတော့တယ်။ Mary ကသူ့ကိုချက်ချင်းပဲမြေကြီးပေါ်ကိုတွန်းချလိုက်ပြီးညီမနှစ်ယောက်လုံးအသက်လူပြီးထွက်ပြေးကြပါတယ်။ဒါပေမဲ့ရုတ်တရက်ဆိုသလိုပဲသူတို့ရဲ့အဖေကသူတို့ရှေ့မှာထပ်ပြီးပေါ်လာပြန်ပါတယ်။ဒီတစ်ခါတော့သူက Mary ရဲ့စပင်ကိုတင်းတင်းကြပ်ကြပ်ဆွဲထားလိုက်ပါတယ်။ခဏလောက်သူကညီမနှစ်ယောက်ကိုငေးကြည့်နေခဲ့တယ်။သူ့မျက်လုံးထဲမှာကိန်းအောင်နေတဲ့ဒေါသနဲ့ယူသွမှုတွေကိုမမြင်မဲနေလို့မရတော့အောင်ပါပဲ။ရုတ်တရက်သူက Mary ကိုအခန်းတစ်ဖက်ကိုအရှိန်ပြင်းပြင်းနဲ့ပစ်ပေါက်လိုက်ပါတယ်။သူမကလှေကားထစ်တွေကိုဝင်တိုက်မိပြီးခေါင်းကိုထိခိုက်မိတဲ့အတွက်သတိလစ်သွားခဲ့ပါတယ်။ဒီကြားထဲမှာပဲအန်နာကကြောက်လန့်တကြားနဲ့ထွက်ပြေးနေခဲ့တယ်။သူမပြေးရင်းနဲ့နောက်ကိုလှည့်ကြည့်လိုက်တဲ့အခါသူတို့ဖေကသူမကိုနောက်ကလိုက်မလာတော့တာကိုတွေ့လိုက်ရပါတယ်။တကယ်တော့ဒီလူကြီးကတိုးလောင်ခန်းစီကိုတွားလိုက်တာပါ။ခဏအကြာမှာသူကတူကြီးတစ်ချောင်းကိုကင်ပြီးပြန်ထွက်လာခဲ့တယ်။ဒီအချိန်မှာပဲ Mary ကသတိပြန်ရလာပါတော့တယ်။ကြောက်ရွံ့စိတ်နဲ့သူမကသူ့မနာကိုချက်ချင်းလိုက်ရှာပေမဲ့သူမနောက်မှာတယောက်ရက်နေတာကိုရုတ်တရက်ခံစားလိုက်ရပါတယ်။သူမနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါတူကြီးကိုကင်ထားတဲ့သူမဖေရက်နေတာကိုမြင်လိုက်ရတယ်။သူက Mary ကိုအားကုန်သုံးပြီးရိုက်ဖို့ပြင်နေတဲ့အချိန်မှာအန်နာကအော်ဟစ်လိုက်ပါတယ်။သူမအတန်ကိုကြားလိုက်တဲ့အခါသူကခဏလောက်ရပ်တန့်သွားခဲ့တယ်။ဒီအခွင့်အရေးကိုအသုံးချပြီးအန်နာကအနားမှာရှိတဲ့ baseball တုပ်ကိုကောက်ကင်ကသူ့မျက်နှာကိုအားကုန်သုံးပြီးရိုက်ချလိုက်ပါတော့တယ်။ဒါပေမဲ့အံ့ဩစရာကောင်းတာကသူ့အပေါ်မှာဘာမှတက်ရောက်မှုမရှိသလောက်ပါပဲ။နောက်တစ်စက္ကန့်မှာပဲသူကဒေါသအကြီးနဲ့အန်နာကိုတူနဲ့ရွယ်ပြီးပစ်ပေါက်လိုက်တယ်။ကံကောင်းထောက်မှစွာနဲ့ပဲအန်နာကအချိန်မီငုံလိုက်နိုင်လို့သူကသူ့နောက်ကတကားမှစိုက်ဝင်သွားခဲ့တယ်။အဲ့ဒီအချိန်မှာပဲအောက်ထပ်ကနေလှေကားထစ်အတိုင်းတက်လာတဲ့ခြေတံတွေကိုကြားလိုက်ရတယ်။အဲ့ဒါကအပေါ်ထပ်ကိုအခုလေးတင်ရောက်လာတဲ့သူတို့ရဲ့အဖေရင်းရဲ့အတန်ပါပဲ။ဒီလူစိမ်းကအဲ့ဒီအတန်ကိုကြားလိုက်တာနဲ့ရုတ်တရက်ထိတ်လန့်သွားတယ်။သူကတူကိုပစ်ချလိုက်ပြီးတခြားခန်းထဲကိုအမြန်ပြေးဝင်သွားတယ်။စက္ကန့်ပိုင်းကြာမှပဲအဖေဖြစ်သူအပေါ်ထပ်ကိုရောက်လာပေမဲ့သူ့ရှေ့မှာမြင်လိုက်ရတဲ့ကြောက်မက်ဖွယ်မြင်ကွင်းကြောင့်သူလုံးဝအံ့အားသင့်သွားခဲ့တယ်။ပြီးတော့သူကသမီးနှစ်ယောက်စီကိုလှည့်ကြည့်လိုက်တယ်။ Mary နဲ့ Anna ကတော့ကြောက်လန့်တကြားနဲ့အဝေးမှာရပ်နေကြတယ်။အဲ့ဒီအချိန်မှာပဲကျမ်းပြင်ပေါ်မှာပြုတ်ကျနေတဲ့သူကသူ့ခြေထောက်နားရောက်လာတယ်။သူကနေရံမှာစိုက်ဝင်နေတဲ့အမှတ်သားကိုမြင်လိုက်ရပြီးဒေါသတာကြီးနဲ့မင်းတို့နှစ်ယောက်ဒီမှာရန်ဖြစ်နေကြတာလားလို့မေးလိုက်တယ်။ဒါပေမဲ့ညီမနှစ်ယောက်လုံးတခုံးမှမပြောနိုင်ကြဘူး။သူတို့ကအရန်ကြောက်လန့်နေတာကြောင့်စကားတော့မပြောနိုင်တော့ပါဘူး။အဲ့ဒီအချိန်မှာပဲသူတို့ရဲ့မောင်လေးကအခန်းထဲကနေထွက်လာတယ်။ Mary နဲ့ Anna တို့ကသူ့ကိုမြင်လိုက်တာနဲ့ဒီနေရာကနေအမြန်ပြေးတော့လို့အော်ပြောလိုက်ကြတယ်။အဲ့ဒီအချိန်မှာပဲသူတို့အမေကရုတ်တရက်ပေါ်လာတယ်။သူမကကျမ်းပြင်ပေါ်ကတူကိုကောက်ယူလိုက်ပြီးခင်မုန်းဖြစ်သူကိုစက္ကန့်နှဲငယ်လောက်စိုက်ကြည့်နေတယ်။ဘာတွေဖြစ်နေမှန်းသူတောင်မသိလိုက်ခင်မှာပဲသူမကသူ့ကိုတိုက်ခိုက်လိုက်တယ်။အဖေဖြစ်သူကသူမကိုတားဖို့ကြိုးစားပေမဲ့အဲ့ဒီအမျိုးသမီးကမယုံနိုင်လောက်အောင်ခွန်အားကြီးစွာနဲ့သူ့ကိုမြေကြီးပေါ်လှဲချလိုက်တယ်။သူမရဲ့မျက်နှာပေါ်မှာကြောက်စရာကောင်းတဲ့အပြုံးတစ်ခုပေါ်နေတယ်။ပြီးတော့ကွဲနေတဲ့မှန်စတွေကိုနင်းပြီးဘာနာကျင်မှုမှမခံစားရတဲ့ပုံစံနဲ့သူမအခန်းထဲကိုဖြည်းဖြည်းချင်းရှောက်သွားတယ်။အခုဆိုရင်အိမ်တအိမ်လုံးကအိမ်မက်ဆိုးတစ်ခုလိုဖြစ်နေပြီ။ရုတ်တရက်နောက်ထပ်အမျိုးသမီးတစ်ယောက်ရဲ့အတန်ကိုကြားလိုက်ရပြန်တယ်။အောက်ထပ်ကနေအတန်တွေကြားလိုက်ရတယ်။ဒီတစ်ခါတော့အိမ်ထဲကိုအခုလေးတင်ပဲရောက်လာတဲ့သူတို့ရဲ့အမေရင်းကြီးဖြစ်နေတယ်။သူကစိုးရိမ်တကြီးနဲ့အပေါ်ထပ်ကိုတက်လာပြီးဘာတွေဖြစ်နေတာလဲလို့မေးလိုက်တယ်။ဒါပေမဲ့အခုတော့ကလေးတွေကတော့သူတို့ရဲ့အမေရင်းကိုပြန်ပြီးကြောက်နေကြတယ်။ကြောက်လန့်နေတဲ့သူတွေအားလုံးအိတ်ခမ်းတကားကိုဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်ပေမဲ့အထဲမှာဘယ်သူမှမရှိဘူး။ကျမ်းပြင်ပေါ်မှာတော့တူတစ်ချောင်းပဲပြုတ်ကျနေတာကိုတွေ့လိုက်ရတယ်။သူတို့အမေကသမီးလေးတွေစီကိုဖြည်းဖြည်းချင်းရှောက်သွားပြီးချောမောတဲ့လေတံနဲ့ဘာဖြစ်တာလဲသမီးတို့ရဲ့လို့မေးလိုက်တယ်။ဒါပေမဲ့ Mary နဲ့ Anna တို့ကသူတို့ရဲ့အမေရင်းကိုမြင်နေရလျက်နဲ့တောင်ကြောက်လန့်ပြီးနောက်ကိုဆုတ်သွားကြတယ်။ဒီအိမ်ထဲမှာဘသူကအစ်စ်လဲဘသူကအတုလဲဆိုတာကိုသူတို့လုံးဝမခွဲခြားနိုင်တော့ပါဘူး။ဒီကိစ္စပြီးတဲ့နောက်မှာတော့ကလေးတွေရဲ့အဖေကသူ့ရဲ့ညီငယ်ဖြစ်သူကိုအိမ်ကိုခေါ်လိုက်တယ်။သူ့ညီကဖះเจ้าကခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးဖြစ်နေတယ်။သူရောက်လာတဲ့အခါမှာမိသားစုရဲ့အခြေအနေကိုကြည့်ပြီးဒီအိမ်မှာတခုခုတော့မှားယွင်းနေပြီဆိုတာကိုချက်ချင်းသဘောပေါက်သွားတယ်။သူကအရင်ကတခြားလူတွေကြုံတွေ့ခဲ့ရတဲ့အလားတူကြောက်မက်ဖွယ်ရာဖြစ်ရဲ့အချို့အကြောင်းကိုပြောပြပေးမယ်။ Mary ရဲ့အဖေကတော့ဘာကိုမှမယုံကြည်ဘူး။ဒါတွေအားလုံးဟာကြောက်စိတ်နဲ့စိတ်ကူးယဉ်မှုတွေလောက်ပဲလို့သူကထင်နေတာပါ။ညစ်နက်လာတဲ့အခါမှာတော့အားလုံးကအခန်းထဲမှာပဲအတူတူအိပ်ဖို့ဆုံးဖြတ်လိုက်ကြတယ်။ခဏကြာတော့တအိမ်လုံးတိတ်ဆိတ်သွားတယ်။ဒါပေမဲ့တကောင်ရံလောက်မှာကလေးငယ်လေးကအိမ်သာသွားချင်တာနဲ့အခန်းထဲကနေတိတ်တိတ်လေးတယောက်တည်းထွက်သွားတယ်။အဲ့ဒီအချိန်မှာပဲသူ့ပုံစံအတိုင်းအတိအကျတူတဲ့ကလေးတယောက်အခန်းထဲကိုရုတ်တရက်ဝင်လာတယ်။သူ့မျက်နှာမှာထိတ်လန့်စရာကောင်းတဲ့အပြုံးတစ်ခုကိုပိုင်ဆိုင်ထားတယ်။သူကဖြည်းဖြည်းချင်းဓာတ်တစ်ချောင်းကိုကောက်ကင်လိုက်ပြီးဘုန်းတော်ကြီးစီကိုရှောက်သွားနေတယ်။သူကဘာလို့ဖို့ကြံရွယ်နေတာလဲဆိုတာကိုသိတာနေတယ်လို့ပါပဲ။